ချန်ဒူးဝမ်အာနာသိန်းထားတဲ့ကာလ1980ပြည့်နှစ်ကိုရီးယားနိုင်ငံရဲ့ຫນွေဦးရာသီဂင်ဆိုတဲ့လူဟာမိတဆိုးသမီးလေးနဲ့အတူနေထိုင်ရင်အစင်မပြေတဲ့ဘဝကိုစ조사ရုန်းကန်နေရသူတယောက်ဖြစ်ပါတယ်။လူနေထူထပ်တဲ့စိုးမြို့အတွင်းသူ့ရဲ့ဟောင်းနှွမ်းလေးကန်နေတဲ့တက်စီနဲ့ဝမ်းရေးဖြစ်ရှင်းရန်ထွက်လာတဲ့ဖြစ်တောင်ဖြစ်ခဲကားပိတ်နေရတဲ့ဆုံလို့အခြေအနေကိုလေ့လာကြည့်တော့စေရုပ်ချုပ်ရည်အလိုမရှိဆိုတဲ့ဆန္ဒပြတံတွေနဲ့လူငယ်အချို့ကိုမြင်ရပြီးလုံခြုံရေးတွေကလည်းလူစုခွဲပါမဟုတ်ရင်အင်အားသုံးဖြစ်ရှင်းရလိမ့်မယ်လို့တတိပေးနေကြပါတယ်။ခဏကြာမျက်ရည်ယိုဘုံတွေနဲ့ပြစ်ပြီးဆန္ဒပြသူတွေကိုဖြိုခွဲဖို့စ조사နေရကြောင်းခရီးသည်မရဈေးဦးမပေါက်သေးတဲ့အထက်ငုတ်တုံမိနေတဲ့ကင်တယောက်ចောင်းသားတွေကចောင်းမတက်ပဲဆန္ဒလာပြနေရမို့လက်ပိတ်တဲ့နေ့ပဲလို့ညီတွားရင်စိတ်မရှိတော့တာနဲ့ဘက်ကီယာထိုးပြီးအခြားလမ်းကိုဦးတီလိုက်ပါတယ်လမ်းကြားတွေတဲ့ကွေးပတ်မောင်းနေရင်အလေလိုက်နေတဲ့ကောင်တွေကိုသင်္ဘောနဲ့တင်ပြီးစာအူဒီပို့ပြရမှာလို့ရေရွတ်ရင်မောင်းလာတဲ့လမ်းကြားကပြေးထွက်လာတဲ့လူတယောက်ကိုရှောင်ရင်သူ့ကပတ်မှန်ကျိုးသွားတာမို့ထိုចောင်းသားကိုပြဿနာဆင်းရှာပါတယ်ရဲတွေလိုက်လာတာကြောင့်ထွက်ပြေးသွားတဲ့ចောင်းသားကိုချိန်ဆနေပေမဲ့ခီးတဲ့ရလာလို့လိုက်ပို့ပေးခဲ့ပါတယ်တင်လာတဲ့ခီးတဲ့ကမွေးကန်ဒီလူနာမို့လမ်းမပေါ်ပြန်တက်ဖို့စ조사ပေမဲ့စစ်သားတွေလမ်းပိတ်ထားတာကြောင့်အခြားလမ်းကနေခက်ခဲသွားလိုက်ပို့ပေးခဲ့ပေမဲ့အလင်းစလိုထွက်လာတဲ့ခီးတဲ့လက်မယားဟာပတ်စံအိပ်ပါမလာတာမို့နောက်နေ့မှနှစ်ဆပေးမဲ့ဆိုကထွက်သွားပါတယ်ဒါကြောင့်ညနေဆောင်ကားသိမ်းပြီးကျိုးနေတဲ့ဗတ်မှန်လေးကိုတိတ်နဲ့ကတ်ခအိမ်ပြန်ရောက်လာပါတယ်သူ့ဘာသာစော့နေတဲ့ကလေးရီရဲ့ဘောလုံးကိုကန်ထုတ်ပြီးအိမ်ထဲဝင်လာတော့အိမ်နေတဲ့သမီးငယ်လေးရဲ့ခေါင်းမှာဒဏ်ရာတွေတွေ့လိုက်ရပါတယ်ကလေးကသူ့ဘာသာချော်လဲတာပါလို့မျက်နှာငယ်လေးနဲ့ပြောနေပေမဲ့ဒီအခန်းကိုသိနေတဲ့ခင်ကအိမ်ရဲ့တကားကိုသွားခောက်ပြီးအော်ခေါ်ပါတယ်ဒါပေမဲ့ကြာကြာဒေါသထွက်ချိန်တော့မရလိုက်ပဲတစ်ဖက်ကလေးရဲ့နှစ်ဖူးမှာလည်းဒဏ်ရာနဲ့အပြင်ထိုအမျိုးသမီးကသူ့ရဲ့အိမ်မှာရှင်ဖြစ်နေပြီးအိမ်ငါးကဝန်တသိန်းတောင်းနေရမို့တောင်းမှန်ပြီးသားပြန်ခဲ့ရပါတယ်ညစာအတူစားဖို့ပြင်နေတဲ့သမီးငယ်ရဲ့ဖက်နှက်လေးကဟောင်းနှွမ်းသုတ်ပြတ်နေပြီမို့အသက်ဝယ်ပေးပါမယ်လို့ကတိပေးရင်သမီးငယ်လေးရဲ့ဒဏ်ရာကိုဆေးလိမ့်ပြီးလိုက်ပါတယ်ဆင်းရဲနှိပ်ပါတဲ့ဘဝမှာအရာရာကမျှတနေမှာမဟုတ်တဲ့အတွက်ဒီခံတတ်ဖို့ချော့မော့ဆုံးပါပါတယ်အရေးပေါ်အခြေအနေထုတ်ပြန်ချက်အရမေလ18ရက်နေ့ကနေစပြီးညမထွက်ရအမိန့်ထုတ်ပြန်ကြောင်းရေဒီယိုမှကြေညာနေပါတယ်ဆန္ဒပြចောင်းသားတွေနဲ့လူစုလူဝေးတားမြစ်နေတဲ့သတင်းကြောင့်ခီးတဲ့မရမကိုစိတ်ပူနေတဲ့ခင်မှာညီးတွားနေပါတယ်1980ခုနှစ်မေလ19ရက်နေ့ဟိတ်စပီတာလို့အမည်ရတဲ့ဂျာနယ်လစ်တယောက်ဟာတိုကျိုကသတင်းစာတိုက်တစ်ခုမှာကိုရီးယားနိုင်ငံရဲ့အခြေအနေတင်းမာမှုအကြောင်းစိတ်ဝင်စားမေးမြန်းနေပြီးနောက်တစ်ရက်စိုးမျိုးကိုချက်ချင်းသွားရောက်ခဲ့ပါတယ်လေစိတ်မှာတော့သာသနာပြုဝန်ထမ်းအဖြစ်ဖះเจ้าပြုတ်ပြင်ရန်လာခဲ့တာဖြစ်ကြောင်းဖြေဆိုခဲ့ပါတယ်အဲဒီနောက်ကိုရီးယားခြေဆိုင်သတင်းတောက်လီနဲ့တွေ့ဆုံပြီးဒီနိုင်ငံရဲ့အခြေအနေကိုမေးမြန်းတဲ့အခါနိုင်ငံကောင်းဆောင်တွေကိုအကြဲကျုပ်ဖမ်းဆီးထားသလိုចောင်းသားနဲ့ပြည်သူလူထုအပေါ်ကိုလည်းတင်းကျပ်ထားကြောင်းပြောပြပါတယ်သတင်းတောက်တွေအတွက်ကိုလည်းမာရှယ်လောအကြောင်းမကောင်းတဲ့မရေရဆန္ဒပြចောင်းသားတွေအကြောင်းကိုလည်းသတင်းမယူရနိုင်ငံရေးအကျဉ်းသားတွေပေါ်ပြင်းထန်စွာနှိပ်ကွပ်နေမှုတွေအပေါ်မှာလည်းရည်ရွယ်ခြင်းမပြုရဆိုတာနဲ့ကိုရီးယားနိုင်ငံရဲ့တောင်ပိုင်းမြို့လေးတစ်မြို့ဖြစ်တဲ့ဂွမ်ဂျူးအကြောင်းကိုစုံစမ်းသတင်းရေးခြင်းမျိုးဟာဘလို့နီးနဲ့မှခွင့်မပြုကြောင်းအမိန့်ထုတ်ထားပါတယ်သတင်းတောက်လီရဲ့ပြောကြားချက်အရအခြေအနေဆိုးရွားတဲ့ဂွမ်ဂျူးမြို့အကြောင်းကို19ရက်နေ့မနက်3နာရီမှာကြားခဲ့ပေမဲ့နယ်မြေသတင်းစာတွေမှာထုတ်ပြန်ခွင့်ရှိမနေတဲ့အတွက်ဘာမှမကြားရတော့ပဲသတင်းတောက်အားလုံးကိုလည်းမြို့ကနှင်ထုတ်ထားရလို့သိရပါတယ်ပီတာကတော့သူအဲ့ဒီဒေသအကြောင်းလေးလာခြင်းတယ်လို့ပြောလိုက်ပါတယ်ခရီးသည်ရှားပါရတဲ့အထက်ဗတ်မှန်ကျိုးသွားလို့အိတ်ဆိုင်ပြင်နေရတဲ့ခင်တယောက်ဆန္ဒပြចောင်းသားတွေကိုပြစ်တင်ကြိတ်ဆဲနေပါတယ်တငယ်ချင်းဖြစ်တဲ့ဝက်ရှော့ဆရာကကားကိုမပြင်မစင်ပဲတောက်လျှောက်မောင်းနေတာအနှဲငယ်ပြုတ်ပြင်ပါအောင်လို့တတိပေးပေမဲ့သူ့ကားကိုသူဂယူးဆိုင်ပါတယ်လို့သာပြန်ပြောပြီးထမင်းဝင်စားနေပါတယ်ဟင်းမပါပဲဂင်ချီတစ်ခွက်နဲ့ဖြစ်တယ်လို့စားနေတဲ့ဂင်ကိုအိမ်ပိုင်ရှင်တငယ်ချင်းဖြစ်သူကအသားနဲ့နှိမ့်လက်စွာလိုက်ကြွေးပါတယ်စားရင်တန်လန့်နဲ့အိမ်ငါးကဖေးကျင်လို့ဝန်တသိန်းချေးပါအောင်လို့အိမ်ပိုင်ရှင်တငယ်ချင်းကိုပြောလိုက်ပါတယ်ဒီအချိန်မြောက်ကြနဲ့ဆိုင်ထဲဝင်လာတဲ့တက်စီသမားတယောက်ကဂွမ်ဂျူးမျိုးကိုနေချင်းမြန်ခရီးအတွက်ဝန်တသိန်းရမယ့်အကြောင်းအာပေါင်အရင်တန်စွာပြောနေတာကိုဂင်တယောက်တတိထားမိသွားပါတယ်ခရီးတဲ့ကြိုရမယ့်လိပ်စာနဲ့အင်္ဂလိပ်စကားပြောတတ်ရမယ့်ဆိုတာကြားပြီးနောက်စားလက်စားကိုပစ်ထားခဲ့ပြီးကားစီပြေးသွားတဲ့ဂင်ကိုမြင်လိုက်ရပါတယ်လမ်းမှာတော့ဝန်တသိန်းရလာရင်ဆိုတဲ့အတွေ့နဲ့ငွေပေးပြီးရင်အိမ်ပိုင်ရှင်အမျိုးသမီးနဲ့သူ့သမီးကိုအနိုင်ကျင့်နေတဲ့ကလေးဟာဘလို့ဆုံးမရမလဲဆိုတဲ့စကားတွေလေ့ကျင့်ရင်ဦးမျိုးနေပါတယ်ခရီးတဲ့ကြိုရမယ့်ကူတိုပြသရုံရှေ့ကိုရောက်လာတော့နိုင်ငံသားတယောက်ဖြစ်တဲ့ပီတာနဲ့သတင်းတောက်လီတို့ကိုမြင်တဲ့အခါတက်စီခေါ်ထားသေးလားလို့ဝင်မေးပါတယ်မစ္စတာလီကခေါ်ထားပေမဲ့တီးတန်းတက်စီမဟုတ်ပဲကုမ္ပဏီတက်စီကိုသာခေါ်ထားတဲ့ဆိုတာကြောင့်ကုမ္ပဏီကလွှတ်လိုက်တာပါလို့လိန်နဲ့ပြောဆိုလိုက်ပါတယ်ဒီတော့ပီတာကပဲအခြေအနေအလုံးနဲ့သဘောတူညီချက်တွေပြောပြထားပြီးလာမိတဲ့အခါသူနှစွန်နှဖျားချလာတဲ့ဝန်တသိန်းရမယ့်ကိစ္စကိုပဲပြောရင်ပီတာကိုကားပေါ်ဆွဲတင်ပါတယ်
။ဂျန်နေခဲ့တဲ့မစ္စတာလီလည်းလာရတဲ့ကားတစ်စီးကိုတားဆီးတဲ့အခါဒီတက်စီကားမှအမှန်တကယ်ဂွမ်ဂျူးကိုသွားမဲ့ကားဖြစ်နေရကြောင်းမှားသွားမှသိလိုက်ရပါတယ်။သူများခီးတဲ့ကိုကြော်လာတဲ့ကင်တယောက်ပီတာကိုအချော်ချွတ်အင်္ဂလိပ်စကားတွေနဲ့စကားစမြည်ပြောနေပါတယ်။အလင်းလိုနေတဲ့ပီတာကတော့သူ့မှာအချိန်မရှိတာကြောင့်ဂွမ်ဂျူးကိုမြန်မြန်မောင်းပေးဖို့သာပြောလိုက်ပါတယ်။ငွေရတော့မှမို့ဦးမျိုးနေတဲ့ကင်နဲ့လျှို့ဝှက်သတင်းယူမဲ့ပီတာတို့ရဲ့တက်စီကားလေးဟာစိုးမျိုးကိုတဖြည်းဖြည်းကျော်လွန်လာပြီဖြစ်ပါတယ်။ရှေ့နာအရောက်ဂွမ်ဂျူးတို့30ကီလိုမီတာလို့ဆိုတဲ့ဆိုင်းပုတ်မြင်တဲ့အခါပီတာတယောက်အိတ်ထဲမှာကင်မရာကိုထုတ်လိုက်ပါတယ်။သို့ပေမဲ့အတားဆီးတွေချထားပြီးလမ်းပိတ်ထားသည်လို့ရေးထားတာကြောင့်ရက်လိုက်တဲ့အခါပီတာကကင်မရာကိုအသင့်ပြင်ရင်ဆက်သွားဖို့မှာပါတယ်။ဒီလိုနဲ့အတားဆီးတွေကိုကြော်ဖြတ်လာပြီးရှေ့နာအနှဲငယ်အရောက်မှာစစ်သားတွေကိုတွေ့တာနဲ့ပီတာကသူသတင်းတောက်မဟုတ်ကြောင်းပြောဖို့မှာပေမဲ့ပီတာရဲ့စကားကိုနားမလည်တဲ့ခင်တယောက်ကင်မရာဖွက်လိုက်တာကိုမြင်လိုက်ရပါတယ်။စစ်သားတွေအနားရောက်လာတဲ့အခါစစ်ရေးလေ့ကျင့်နေရလားမရင်သူလဲ9နှစ်လောက်စစ်မှုထမ်းခဲ့ဘူးကြောင်းတရင်တနည်းပြောပေမဲ့အတားဆီးတွေချထားတာနားမလည်ဘူးလားသေကျင်လို့လားလို့ပြန်မိတဲ့အတွက်ကားကိုပြန်လှည့်လာရပါတယ်။ဂွမ်ဂျူးနဲ့စန်းကျင်ဘတ်ထံပြန်မောင်းလာတဲ့ခင်ကိုပီတာကမိတော့စစ်သားတွေကဂွမ်ဂျူးကိုပေးမသွားတာကြောင့်စိုးကိုပြန်မဖြစ်မယ်လို့သူနားလဲတယ်လို့ပြန်ပြောလိုက်ပါတယ်။မဖြစ်မနေသတင်းယူရမယ့်ပီတာလည်းနိုးဂွမ်ဂျူးနိုးမန်နီဆိုတာကြောင့်လန်တဝါစာလောက်ဂတ်ကုန်လာပြီဖြစ်တဲ့ခင်လည်းအခြားလမ်းကသွားဖို့ကြိုးစားရပါတော့တယ်။လမ်းမှာလဲထွန်နေတဲ့အဖိုးကြီးတွေကိုမြင်တာနဲ့ဂွမ်ဂျူးကိုသွားလို့ရတဲ့လမ်းရှိအောင်မလားမေးကြည့်တော့အဖိုးကြီးကဘာသွားလို့မှလဲဆိုတာနဲ့သူတို့ကိုဂွမ်ဂျူးနဲ့ကင်းအောင်နေဖို့ရွာလူကြီးကမှာထားတာမို့မသွားသေးခြင်းပေမဲ့တောင်ရဲ့နောက်ဘက်ကတော်လန်းတနေရာကိုလမ်းညွှန်ပေးလိုက်ပါတယ်။ဝမ်းသာအားရနဲ့ဆိုးရွားတဲ့တောင်တက်လမ်းကမောင်းလာခဲ့ပြီးပီတာကိုသူ့ကားနဲ့လိုက်စီရလို့သာကန်ကောင်းတယ်မှတ်လို့ကိုရီးယားလို့ပြောနေပါတယ်။လမ်းတစ်လျှောက်ရှင်းလင်းနေရမို့စစ်သားမရှိဘူးထင်နေတော့ရှေ့တနေရာမှာလမ်းပိတ်ထားတဲ့စစ်သားတွေမြင်လိုက်ရပြန်တာကြောင့်စိတ်ပြတ်သွားပါတယ်။ဒီတခါတော့အမေရိကပြန်မဲ့စီးပွားရေးလုပ်ငန်းရှင်တို့ဆာရွက်စာတန်းတွေကြံခဲ့တာမို့ဂွမ်ဂျူးကိုပြန်ယူရမယ်လို့အရေးဆုံးပြောကြည့်လိုက်ပါတယ်။ပီတာကလည်းလက်မခံတဲ့စစ်သားကိုဂွမ်ဂျူးမရောက်ရင်ပြဿနာအကြီးကြီးတက်သွားမယ်လို့ခြေရန်လက်ဟန်နဲ့ပြောပြလိုက်တဲ့အတွက်အတန်ကြာစဉ်းစားကဟိုမှာအဓိကရုံးနေကြောင်းအန်နယ်များတာမို့ချက်ချင်းပြန်လာဖို့မှားလိုက်ပါတယ်။ဒီစကားကြောင့်ဟိုမှာဘာဖြစ်နေမှမသိတဲ့အခြေအနေအတွက်သူ့တက်စီက1သိန်းကိုကြိုတောင်းပါတယ်။အချိန်မဟုတ်တဲ့ပီတာကလည်းငွေတဝက်ကိုသာထုတ်ပေးပြီးသိုးကိုရောက်မှကျန်တာပေးမယ်ဆိုတာကြောင့်အောက်တက်နဲ့လက်ခံလိုက်ရပြီးချိန်သေးနေပါတော့တယ်။ဂွမ်ဂျူးမျိုးရဲ့လမ်းမတွေမှာတော့ပြန့်ကျဲနေတဲ့လက်ကမ်းစာရွက်တွေနဲ့လူသွားလူလာခင်းမဲ့နေပြီးမျိုးပြတ်ကြီးတစ်ဖွဲ့ဖြစ်နေပါတယ်။အမြင့်နေရာတွေမှာချိတ်ဆွဲထားတဲ့စာတန်းတွေဟာဂိမ်းကိုဘာသာပြန်ခိုင်းမိမဲ့နားလဲတလောက်တလွဲတချော်တွေသာပြောပြီးအရေးမပါတဲ့အရာတွေကိုမသိကျင်တယ်လို့သာဆိုပါတယ်။ဒီအချိန်ကားတစ်စီးကသူတို့ကိုကြော်တက်လာပြီးသုံးမျိုးကတက်စီမို့အထူးဆန်းဖြစ်နေသလိုပီတာကလည်းကားရက်ခိုင်းလိုက်ပြီးကင်မရာယူကသွားဆုံသမ်းပါတယ်။အားလုံးကဂိမ်းထက်သိုးတဲ့လူတွေကြီးမို့အင်္ဂလိပ်လိုပြောနိုင်မဲ့ဂျဲရှစ်ဆိုတဲ့လူငယ်တယောက်ကိုဆွဲခေါ်ပြီးပီတာနဲ့အပေါက်လန်းတက်သွားတဲ့အခါမှာဒီမိုကရေစီလိုလားတဲ့ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေကိုသတင်းယူခြင်းကြောင့်ပြောပြလိုက်ပါတယ်။ဒီစကားကိုကြားသွားတဲ့ခင်ကစီးပွားရေးသမားဖြစ်လိမ်လည်လိုက်ဖို့ခိုင်းတာကိုအပြစ်တင်ခြင်းနေပေမဲ့စိုးကနေတကူးတကလိုက်ပို့တဲ့တက်စီသမားဖြစ်ကျောင်းသားတွေကဝိုင်းချီးကျူးနေလို့ချော်လဲရောထိုင်လိုက်ပါတယ်။ပီတာကသေယုံသွားမဲ့ဂျဲရှစ်တို့အဖွဲ့နဲ့အတူပါတီစီးထားတဲ့ရောင်ဖြိုဆိုသူကိုအင်တာဗျူးခြင်းနဲ့ဆိုကတက်လိုက်သွားပြီးကျောင်းသားတွေကဂိမ်းကိုနောက်ကလိုက်ခဲ့ဖို့မှရင်ပီတာရိုက်ကူးနေတဲ့အချိန်တရားမျှတမှုအတွက်တိုက်ပွဲဝင်ကြမယ်လို့သိဆုံနေပါတယ်။လမ်းမကြီးကနေလမ်းချိုးတဲ့နေရာကိုရောက်တော့1,500ရထားပြီးဖြစ်တဲ့ခင်တယောက်ကားကိုကားငယ်ကွေးကွေးကလာရလန်းတိုင်းပြန်မောင်းလာလိုက်ပါတယ်။ဆန္ဒပြပွဲတွေနဲ့အထီးကယုံကြားထဲမှာတော့သူ့ကားလေးကိုအထီးကိုင်းမခံနိုင်ဘူးလို့ရေရွနေစဉ်အဖွားအိုတယောက်ကကားထွက်တာမြင်လိုက်ရပါတယ်။ရက်မပေးပဲဆက်မောင်းသွားပေမဲ့လဲချနေတဲ့အဖွားအိုကိုတက်စီကဘလောက်ပေးမှလဲဆိုကခေါ်တင်ခဲ့လိုက်ပါတယ်။မင်းညကလေးကအိမ်ပြန်မလာတဲ့သားငယ်လေးအတွက်စိတ်ပူပြီးစစ်သားတွေကထိမ့်မနိုင်သိမရတွေ့တဲ့လူကိုလိုက်ရိုက်နေတယ်ဆိုတာနဲ့သူလည်းတက်ချက်ကြီးလောက်ခဲ့ဘူးသူမို့ဘယ်စစ်သားမှဒီလိုမလုပ်တော့ပါဘူးလို့သာပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ဆေးရုံထဲရောက်လာပြီးဂွမ်ဂျူးကျောင်းသတင်းမရေးပေးတဲ့သတင်းတောက်တယောက်ကငှားနေပေမဲ့ဂွမ်ဂျူးကတက်စီသမားတွေဟာခီးသက်ကိုညင်းနေပုံထောက်ရင်ချမ်းသာနေကြတဲ့ထင်ပါရဲ့လို့တွေးမိလိုက်ပါတယ်။ဒီအချိန်စုပ်ပြတ်နေတဲ့ကားတစ်စီးပေါ်ကသွေးတန်တရဲရဲနဲ့လူတွေပါလာပြီးဆေးရုံထဲတွဲခေါ်သွားတာကြောင့်စိတ်ပူနေတဲ့အဖွားကြီးရဲ့သားဖြစ်သူကိုလိုက်ရှာပေးတဲ့အခါပီတာတက်လိုက်သွားတဲ့ကျောင်းသားကားပေါ်ကရောင်ဖြိုဖြစ်နေပါတယ်။ရောင်ဖြိုကလည်းသိုးကားလာတဲ့တက်စီသမားများမှတ်မိသွားတဲ့အချိန်ပီတာကဒေါသချီရောက်လာပြီးငါဖလင်လိတ်တွေဘယ်မှာလဲလို့မေးပါတယ်။အရေးကြီးမှတ်တမ်းတွေပါနေတဲ့ဆိုတာကြောင့်သူယူမသွားကြောင်းပြောပြီးတကားဖွင့်ပေးလိုက်တဲ့အခါပီတာရဲ့ဖလင်အိတ်ကနောက်ခန်းမှာရှိနေတာကြောင့်စိတ်ပြက်လက်ပြက်နဲ့ဖလင်တွေကိုစစ်ဆေးလိုက်ပြီးကျန်တဲ့လမ်းစိတစ်ဝက်ကိုပေးကစိုးကိုပြန်လွှတ်လိုက်ပါတယ်။အသွားပြန်ခီးတစ်ခါကို1,500ပေးတာမို့အံ့ဩနေကြစဉ်ပီတာရဲ့စကားကိုနားလည်တဲ့ချေရှိကစွတ်စွတ်ပေါင်း3သိန်းကိုလက်ကျန်9,000ထပ်ပေးတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကြောင့်တက်စီသမားတယောက်ကဂိမ်းမြေထွက်နေတဲ့ပတ်စံတွေကိုယူလိုက်ပြီးပီတာကိုပြန်ပေးကကိုရီးယားတက်စီသမားတွေရဲ့နာမည်ပြအောင်လုပ်နေတာပဲလို့ဆွဆွဲပါတယ်။သူတို့ထဲကမှ
အာနာတတ်တဲ့ထဲဆုဆိုသူကသဘောတူညီချက်အတိုင်းစိုးကနေဂွမ်ဂျိုးထိရောက်ပို့ပေးခဲ့တဲ့မန်စော့ကပတ်စံရတဲ့နယ်လို့ထင်မြင်ချက်ပေးတာကြောင့်အားလုံးကမကြည်မလဲဖြစ်ကုန်ကြပါတယ်ဒီတော့ယူထားတဲ့ဆီယန်တဝက်ကိုလည်းပြန်ပေးလိုက်ပြီးစိုးထိရောက်ပြန်ပို့ပေးမဲ့ဆိုကပီတာကိုကားပေါ်တက်ခိုင်းလိုက်ပါတယ်ဂိမ်းကိုမယုံကြည်တဲ့ပီတာကဘာသာပြန်ပေးရန်ဂျယ်ရှစ်ကိုပါခေါ်လာတာကြောင့်ဂွမ်ဂျိုးမျိုးပြင်ထိပို့ပေးဖို့လိုက်လာခဲ့ပါတယ်မိဘတွေကပတ်စံအများကြီးအခုန်ခံပြီးကြောင်းထားခဲ့တာကိုဘာလို့ဆန္ဒပြနေတယ်လဲမိတော့သူကြောင်းလာတတ်တာစာသင်ခြင်းလို့မဟုတ်ပဲတက္ကသိုလ်ပေါင်းစုံတချင်းစုပ်ပြိုင်ပွဲမှာပါခြင်းလို့ဖြစ်ကြောင်းပြန်ဖြေပါတယ်အဲ့ဒါဆိုလဲ NLD ဂျားမှာဆန္ဒပြမဲ့အစားတချင်းစုပ်လေ့ကျင့်နေပါလားဒီလောက်လူဖြစ်ရတာကံကောင်းတဲ့နိုင်ငံလို့ဆိုမှာတော့စစ်သားတွေအနိုင်ကျင့်နေတဲ့တိုင်းပြည်ကဘလို့လောက်ကံကောင်းနေမှာလဲလို့ပြန်ဖြေခဲ့ပါတယ်ပြောရဆိုရခတ်တဲ့ဂိမ်းကိုစိတ်ပြတ်စွာကြည့်လိုက်ပြီးဒီနိုင်ငံသားကမှခမားထက်ပိုနားလဲသေးတယ်လို့ရေရွတ်လိုက်ပါတယ်မပြခင်ဆန္ဒပြပွဲမှာတည်င်းယူအောင်မှမို့မျိုးလေကလူစုလူဝေးရှိရထန်သွားမှဖြစ်ပေမဲ့လမ်းကျော်မောင်းသွားတဲ့ဂိမ်းကြောင့်အထိတ်တက်လန့်ဝိုင်းတာကြပါတယ်ဂိမ်းမန်စော့ကတော့စိတ်အေးထားပါဂတ်စ်မရှိရင်ဆက်သွားလို့မရတော့မှမို့ဂတ်စ်လေးတော့ဖြည်းဖြည်းစေအောင်လို့ပြောမှပီတာလည်းစိတ်အေးသွားပါတယ်ဂတ်ဆိုင်ကိုရောက်တော့ဝန်3000ထုတ်ပြီးကအပြည့်နှီးပါရအောင်ထည့်ပေးဖို့မှာလိုက်ပြီးသူလူလိန်တယောက်မဟုတ်ကြောင်းပြောနေရင်ဝန်3000မို့ထည့်ခိုင်းထားပေမဲ့4000ကျော်သွားပြီမို့ပြပြတလဲစင်တာပါတော့တယ်သူစီကစီဘိုးပို့တောင်းနေတဲ့အထင်နဲ့နင်းကန်ပြောနေတဲ့ဂိမ်းကိုဆိုင်ဝင်နှန်းကအလကားပေးနေတော့စီပိုရအောင်ထည့်ပေးနေတယ်ဆိုတာကြောင့်နားမလည်နိုင်ဖြစ်သွားပါတယ်အခွင့်ရလာတဲ့ကျဲရှိကဂွမ်ဂျူးကလူတွေကိုခမားလို့မှတ်နေလားလို့ဝင်တွယ်ပါတယ်ဘာကြောင့်စီအလကားထည့်ပေးတာလဲမီတော့ဂွမ်ဂျူးကတက်စီသမားတွေဟာဆန္ဒပြပွဲကလူနာတွေကိုတည်ယူပို့ဆောင်ပေးရပြီးအချို့ဆိုဖမ်းဆီးနှိပ်စက်ခံရတဲ့အတွက်ပြည်သူလူထုကပြန်လည်ကူညီတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဆန္ဒပြပြည်သူနဲ့ចောင်းသားတွေအပြည့်နေရယူထားကြတဲ့ဂွမ်ဂျူးမျိုးတော်ခမ်းမရှိကိုရောက်လာကြပြီးကင်မရာနဲ့မှတ်တမ်းယူနေတဲ့သတင်းတောက်ပါလာတဲ့ဆိုတာနဲ့လူတွေအားလုံးကလမ်းရှင်းပေးကမုတ်တွေလည်းလာဝေပေးကြပါတယ်ဒီလိုနဲ့အမြင့်တနေရာကမှတ်တမ်းယူဖို့အတွက်တိုက်ခေါက်မိုးတစ်ခုပေါ်တက်လာတဲ့အခါနယ်မြေခံသတင်းတောက်ချွဲဆိုသူနဲ့ဆုံပါတယ်1980ခုနှစ်မေလ20ရက်နေ့ဂွမ်ဂျူးမျိုးရဲ့လမ်းမကြီးပေါ်မှာတရားမျှတမှုအတွက်တိုက်ပွဲဝင်မယ်ဆိုတဲ့ပြည်သူအများပြားချီတက်လာကြပါတယ်ပီတာကသူ့ရဲ့ဖလင်အိတ်ကိုတင်ထားပေးဖို့အတွက်ဂိမ်းကိုကြော်ပြီးဂျယ်ရှစ်ကိုပေးလိုက်တာကြောင့်ဥတိုသွားပြီးပြည်သူတွေဝေပေးခဲ့တဲ့စားစရာတွေထိုင်စားနေလိုက်ပါတယ်သတင်းတောက်ချွဲကမီဒီယာတွေကိုခွင့်မပြုထားတဲ့အတွက်နိုင်ငံသားသတင်းတောက်မှသိသွားရင်ပိုခက်ခဲနိုင်ကြောင်းနဲ့အတူပါလာတဲ့လူတွေအတွက်ပါအန်နယ်များလုံးကြောင်းတတိပေးတာမို့ထမင်းစုပ်ထိုင်စားနေတဲ့ဂိမ်းကိုကြည့်မိလိုက်ပါတယ်ခဏကြာမိခိုးပုံးတွေပြစ်ပြီးဖျို့ဖျဲပြေးနေကြတဲ့ပြည်သူတွေတဲ့တက်ကြီးရွယ်အိုတွေပါမချမ်းရက်ဆက်စွာရိုင်းနှက်ဖမ်းဆီးနေတဲ့စစ်သားတွေကိုပီတာကမှတ်တမ်းအရယူနေပါတယ်ဒါကိုမြင်လို့ငြိမ်မနေနိုင်တဲ့ဂျယ်ရှစ်ကသူ့သွားကိုညှို့မယ်ဆိုတော့ဂိမ်းကတားပေမဲ့ပီတာကသူ့ပါလိုက်မယ်ဆိုပြီးဆင်းသွားပါတယ်ဒီလောက်ရိုင်းနှက်ဖမ်းဆီးခံရတဲ့ကြားကပဲချန်တိုးဝမ်ထွက်သွားလို့ဟစ်ကျွေးနေတဲ့ပြည်သူတွေရဲ့ကြားထဲအမေရမှတ်တမ်းယူနေတဲ့ပီတာကိုအန်နယ်များလုံးနာကြောက်လိုက်တာရင်ကင်မရာပြုတ်ကျသွားပါတယ်ပြည်သူတွေကိုရိုင်းနှက်နေတဲ့စစ်သားတွေအပြင်ထောက်လန်းရေးတွေပါရောက်လာပြီးပီတာတို့ကိုတတိထားမိသွားပါတယ်ဂိမ်းကမရမကဆွဲခေါ်ပြီးကားနဲ့ထွက်ပြေးဖို့ကြိုးစားနေပေမဲ့ကားကဆက်နိုးမရပဲចောင်းသားတွေနောက်ပြေးလိုက်လာတဲ့စစ်သားတစ်ကောင်ကသူတို့ကားကိုတတိထားမိသွားပြီးပြေးလိုက်လာတာမို့မောင်းပြေးခဲ့ရပါတယ်ဘာလက်နက်မှမပါတဲ့လူတွေဟာတဲကြီးမကြီးရိုက်နှက်နေတဲ့စစ်သားတွေကိုနားမလည်နိုင်တော့ပဲမိကွန်းထုတ်နေရင်သတ်မှတ်ထားတဲ့အချိန်9နာရီကိုလည်းကြော်လာပြီးမို့သိုးကိုပြန်ရအောင်လို့ပြောလိုက်ပါတယ်ပီတာကလည်းသဘောတူလိုက်ပြီးဒီမှာဖြစ်ပျက်နေတဲ့အကြောင်းတွေသတင်းလွှင့်ပေးဖို့တောင်းဆိုနေတဲ့ဂျယ်ရှစ်ကိုလည်းဂတိပေးလိုက်ပါတယ်ဂျယ်ရှစ်ကိုရက်ပေးပြီးပြန်ဖို့ပြင်ပေမဲ့ရုတ်တရက်ကားကဆက်သေးသွားပြီးပြန်နိုးလို့မရတာကြောင့်ဆင်းကျင်နေချိန်ကားတစ်စီးမောင်းဝင်လာတာကြောင့်ထိတ်လန့်စွာကြည်လိုက်မိပါတယ်သို့ပေမဲ့သူတို့ထင်ထားသလိုစစ်သားတွေမဟုတ်ပဲဂွမ်ဂျူးရဲ့တက်စီသမားတွေဖြစ်နေပါတယ်ကားဝက်ရှော့တွေကလည်းပိတ်ထားတာမို့သူတို့ပဲပြင်ပေးမယ်ဆိုကကားကိုဆွဲသွားကြပါတယ်ဂိမ်းကတော့အိမ်မှာတယောက်တည်းကြံနေခဲ့တဲ့သမီးဖြစ်သူကိုစိတ်ပူနေပြီးဓာတ်ပုံလေးကိုထုတ်ကြည့်နေတာမို့ဂျယ်ရှစ်ကလည်းယူကြည့်ပြီးပီတာကိုပြတဲ့အခါဓာတ်ပုံပြုတ်သွားတာမို့စိတ်ဆိုးသွားပါတယ်တက်စီသမားတွေလည်းဂိမ်းမှာဆော့ကားကိုစူးစမ်းပန်းစားပြင်ပေးကြပေမဲ့ကီလို6သိန်းကျော်လောက်ခိုင်းလာတဲ့အင်ဂျင်အတွက်ဖြစ်စီလဲရမှာဖြစ်ပြီးဆိုင်တွေကလည်းပိတ်ထားတာမို့လိုအပ်တဲ့ပစ္စည်းကိုသူ့ကားကပေးမယ်လို့ထက်ဆူကဆိုပါတယ်မာရှယ်လောမတိုင်ခင်သိုးကိုရောက်မှဖြစ်မယ်ဆိုပေမဲ့ပြင်ဆင်ချိန်2နာရီခန့်ကြာအောင်မှမို့အားလုံးကစိတ်ပူနေကြပြီးဇွတ်မပြန်ဖို့တားပါတယ်သူ့ရဲ့17နှစ်အရွယ်ကလေးတယောက်တည်းအိမ်မှာကြံနေခဲ့တာမို့ဖုန်းဆက်ချင်ပေမဲ့ဆက်သွယ်ရေးအားလုံးဖြတ်တောက်ထားတဲ့ဆိုတာကြောင့်စိတ်တက်ကြသွားပါတယ်ဒါကိုပြင်ဆင်စရိတ်လိုနေတဲ့ထင်တဲ့ပီတာကပတ်စံထုတ်ပေးပေမဲ့သမီးစောနဲ့ဒေါသထွက်နေတဲ့ဂိမ်းကဒီလိုအန်ရများတဲ့နေရာကိုခေါ်လာတဲ့အတွက်ရန်ထားလုပ်ပါတယ်ဂျုံရေးဆန်ခတ်ဖြစ်ကြရင်ပီတာတွန်းလိုက်မိတာကြောင့်ကားဘော်ရီနဲ့တိုင်မိကနှာခေါင်းသွေးတွေရှန်လာပါတယ်ဂျယ်ရှစ်ကပဲသူ့သမီးအတွက်စိတ်ပူပြီးဖိအားများနေတဲ့အကြောင်းပီတာကိုရှင်းပြလိုက်တဲ့အခါမှာသဘောပေါက်သွားပါတယ်တစ်ဖက်မှထောက်လန့်ရေးတွေကလည်းပီတာရဲ့ချက်လက်တွေစုံစမ်းကဂျပန်ကဝင်လာတဲ့ဂျာမန်သတင်းတောက်မှန်သိသွားတာမို့အမြန်ရှာပြီးလက်စားဖျောက်ဖို့အမိန့်ပေးနေပါတယ်အိမ်မြန်မို့နောက်ကျနေပြီဖြစ်တဲ့ဂိမ်းလို့လည်းထဲဆူရဲ့အိမ်ကိုလိုက်သွားပြီးည
စာစားတောက်ကြပါတယ်။ဂိမ်းချီတွေကိုနှိုင်းမိဖို့ပြင်နေတဲ့ပီတာဂျယ်ရှစ်ကသတ်တယ်လို့တတိပေးလိုက်ပေမဲ့သူအဆက်စားနိုင်တဲ့ဆိုကယူစားပြီးမှဆက်လွန်လို့ဟင်းကြိုတွေကောက်တောက်နေပါတယ်။ဒါကိုကြည့်ပြီးအားလုံးကဝိုင်းရင်နေကြပေမဲ့ဂိမ်းကတော့နိုင်ငံခြားကလာပြီးသူ့ကြောင့်ကင်မရာလန့်လဲကွဲသေးတာမို့တော်တော်ပင်ပန်းနေပြီပဲလို့ရေရွတ်လိုက်ပါတယ်။သတင်းနောက်ချွဲတို့ရဲ့စာတိုက်ကစစ်သားတွေဂွမ်ဂျူးပြည်သူကိုအစိုးလိုက်ပြုံလိုက်တပ်ဖြတ်နေခြင်းဆိုတဲ့သတင်းစာကိုထုတ်နေကြပါတယ်။ဒီလိုထုတ်ဝေပြီးတာနဲ့နောက်ကြောင်ပြန်လဲလို့မရတော့သလိုရင်ဆိုင်ရမယ့်အန်ရကလည်းပိုကြီးလာမှာဖြစ်ကြောင်းအချင်းချင်းတတိပေးနေကြပါတယ်။အားလုံးကဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ပေမဲ့မစွန့်စားရတဲ့အခြားဝန်ထမ်းတွေနဲ့ပန်ရှင်ရောက်လာပြီးမှတ်တမ်းအားလုံးကိုဖျက်ဆီးပစ်လိုက်ကြပါတယ်။အစိုးရပိုင်သတင်းတွေမှာတော့ចောင်းသားတပုံတွေနဲ့လူမိုက်ကိုင်းတွေစုဝေးတောင်းကြနေတာမို့စစ်တပ်ဘက်က9ယောက်သေဆုံးသွားတယ်လို့မဟုတ်မမှန်တွေထုတ်ပြန်နေပါတယ်။ဒါကြောင့်သူတို့ရဲ့ပြစ်မှန်တွေကိုဖော်ပြပေးမဲ့တဦးတည်းသောလူအဖြစ်ပီတာသာကြံပါတော့တယ်။ပီတာကဂိမ်းရဲ့အကူအညီမပါပဲသူဒီကိုလာနိုင်မှာမဟုတ်ကြောင်းနဲ့စစ်တပ်ဂိတ်တွေကိုဘလို့စွန့်စားကြော်ဖြတ်ခဲ့ရကြောင်းတွေပြောပြတာမို့အားလုံးကချီးကျူးနေကြပါတယ်။အဲဒီနောက်တချင်းဆိုဖို့တက္ကသိုလ်လာတက်နေရဆိုတဲ့ဂျယ်ရှစ်ကိုဖျော်ဖြေခိုင်းနေရကြောင်းတချင်းဆိုပြတဲ့အခါစိတ်ပြက်လက်ပြက်နဲ့တားလိုက်ပြီးတကယ်တော့မင်းတချင်းမဆိုဖို့ဝိုင်းဆန္ဒပြတဲ့နာလို့ပြောလိုက်ပါတယ်။စိတ်လို့ကိုလို့ရီမောနေကြစဉ်ကျဲလောင်စွာပေါ်ထွက်လာတဲ့ပောက်ကွဲတံတွေကြောင့်အမိုးပေါ်တက်ကြည့်တဲ့အခါရုပ်တံဌာနနားမှာမီးလောင်နေရတဲ့တွားကြည့်ကြပါတယ်။မီးလောင်နေတဲ့အဆောက်အဦနဲ့စစ်ကားအများပြားကိုမှတ်တမ်းယူနေတဲ့ပီတာကိုမြင်တဲ့အခါထောက်လန့်ရေးတွေဆင်းလာကြတာကိုဂျယ်ရှစ်ကသတိထားမိလိုက်ပါတယ်။ဒါကြောင့်ပီတာတို့စီပြေးသွားပြီးအရက်ဝဲစစ်သားတွေလိုက်လာပြီးလို့အော်က3ယောက်သားထွက်ပြေးခဲ့ကြပါတယ်။အဆောက်အဦတစ်ခုပေါ်တက်ပြေးရင်ဖလင်လိတ်တပူပြုတ်ကျသွားတာမို့ဂျယ်ရှစ်ကသူကောက်ပေးမဲ့ဆိုကပီတာတို့ကိုထွက်ပြေးခိုင်းပါတယ်။ဖလင်ကိုတွားယူနေတော့ထောက်လန့်ရေးကဂျယ်ရှစ်ကိုဖမ်းမိသွားပြီးရိုက်ကူထားတာတွေကိုအရင်3ယောက်စလုံးကိုလွတ်ပေးမယ်လို့လမ်းအော်ပါတယ်။ဂျယ်ရှစ်ကတော့နိုင်ငံသားသားကိုသူအင်္ဂလိပ်လိုပြောပေးမယ်ဆိုကအချိန်ကြာဆွဲနိုင်မှာမဟုတ်တာကြောင့်ဒီအဖြစ်အပျက်တွေကိုကဘာကသိအောင်ချပြပေးဖို့နဲ့အခြားထောက်လန့်ရေးတွေတက်လာပြီလို့လမ်းအော်ပြောလိုက်ပါတယ်။ဒါကြောင့်လူခွဲပြီးထွက်ပြေးကြတဲ့အခါလမ်းကြားတစ်ခုတွင်ကစစ်ကားပေါ်မှာလူတွေကိုရိုက်နှက်ဖမ်းဆီးထားတာမြင်လိုက်ရပါတယ်။နောက်ကလိုက်လာတဲ့ထောက်လန့်ရေးကသူ့ကိုရိုက်နှက်နေစဉ်ပီတာကပြန်လာခဲ့တာမို့ထဲဆူတို့အိမ်ကိုပြန်ပြေးသွားပါတယ်။ဖမ်းမိသွားတဲ့ဂျယ်ရှစ်အတွက်2ယောက်သားစိတ်မကောင်းဖြစ်နေကြပေမဲ့ကျန်ရစ်သူတွေကတော့အသက်ရှင်ဖို့စ조사ရအောင်မယ်လို့ပီတာကိုပြောပြနေပါတယ်။ပြီးတော့သူ့ရဲ့အမျိုးသမီးတေဆုံးစဉ်ကနေ့စဉ်အရက်တောက်နေတဲ့ခင်မှာအိယာနိုးလာတဲ့တရက်မိခင်ရဲ့အဝတ်စားတွေကိုဖတ်ငိုနေတဲ့သမီးဖြစ်သူကြောင့်အရက်ဖြတ်ခဲ့ပြီးသူတို့မှအဖေတစ်ခုသမီးတစ်ခုသာကြံတော့ကြောင်းပြောကသူ့သမီးကိုတတိယပြီးငိုနေမိပါတယ်။မနက်ဝေလီဝေလင်းမှာတော့ထဲဆူရဲ့အိမ်ကတိတ်တိတ်လေးခိုးထွက်သွားတဲ့ခင်ကိုပီတာလည်းသိနေပေမဲ့လိုက်လံတားဆီးခြင်းမရှိခဲ့ပါဘူး။ပြင်ပြီးနေပြီဖြစ်တဲ့သူ့ကားကိုယူပြီးထွက်လာတဲ့ထဲဆူကလိုက်လာပြီးစိုးကားလာတဲ့တက်စီကိုစစ်သားတွေမျိုးပတ်ရှာနေတာမို့နံပါတ်ပြအတူနှစ်ချက်နဲ့ဂွမ်ဂျူးရဲ့လျှို့ဝှက်ဖြတ်လန်းရေးဆွဲထားတဲ့မြေပုံကိုထုတ်ပြီးကပီတာပေးလိုက်တဲ့ပတ်စံတွေကိုပါဂိမ်းမြင်းနေတဲ့ခြားကအတင်းပေးလိုက်ပါတယ်။ထဲဆူကတော့အေးချမ်းသွားတဲ့တရက်ကျရင်သမီးလေးကိုခေါ်လာပြီးမိသားစုတွေရှောက်လဲကြတာပေါ်လို့မှားနေပါတယ်။ယောက်ျားချင်းမကြီးနှစ်ယောက်မျက်ရည်တွေဝဲနှုတ်ဆက်ခလူသူကင်းမဲ့နေတဲ့မျိုးပြက်ကြီးတစ်ဖွဲ့ဂွမ်ဂျူးမြို့ထဲကားမောင်းလာပြီးစစ်ကားနှစ်စီးနဲ့စုံတဲ့အခါစိုးတက်စီနံပါတ်ပြားနဲ့မဟုတ်တဲ့အတွက်လွယ်ကူစွာထွက်လာနိုင်ခဲ့ပါတယ်။ဂွမ်ဂျူးနဲ့ဆန့်ကျင်စွာစီကားနေတဲ့ဂျားမျိုးကိုရောက်တော့သူကအတွက်လိုအပ်တာပြင်ဆင်ရင်တငယ်ချင်းလင်မယားစီဖုန်းဆက်ကြည့်တဲ့အခါနှစ်ယောက်စလုံးကစူပူနေကြပြီးသူ့သမီးလည်းတငယ်ချင်းအိမ်မှာအိမ်နေရဆိုတာနဲ့ဖုန်းချလိုက်ပါတယ်။အဲဒီနောက်သမီးဖြစ်သူတို့ဂတိပေးထားတဲ့ဖနက်လေးဝင်ဝယ်ပြီးမနှက်စာဝင်စားနေစဉ်မဟုတ်မမှန်သတင်းတွေနားထောင်ပြီးအာချောင်နေတဲ့လူတွေကြောင့်ဂွမ်ဂျူးအဖြစ်ကိုမျက်မြင်တွေ့လာရတဲ့ကင်တယောက်မခံချင်စရာဖြစ်ရပြန်ပါတယ်။သို့ပေမဲ့အွန်ချောင်းလေးအတွက်ဝယ်ထားတဲ့ဖနက်လေးကိုကြည့်ပြီးသိုးကိုပြန်မယ်လို့စိတ်တုံးချကတချင်းတေးအေးနဲ့ကားမောင်းနေလိုက်ပေမဲ့ဘလို့မှမျက်ကွယ်ပြုံးနိုင်တာမရှိအောင်အချိန်နေစိုးနေတဲ့ဂွမ်ဂျူးကြောင့်စဉ်းစားရင်ကားပြန်ကွေးကဝက်ရှော့ကိုပြန်သွားပြီးဖုန်းတစ်ခါလောက်ဆက်ပြရစီလို့ပြောလိုက်ပါတယ်။ဒီနေ့ကဗုဒ္ဓဦးနေ့ဖြစ်ပြီးအွန်ချောင်းလေးကြောင်းပိတ်တဲ့အတွက်ပျော်ပွဲစားထွက်ဖို့သူကိုယ်တိုင်ဂတိပေးထားခဲ့တာဖြစ်ပါတယ်။အိမ်ကိုပြန်လာနိုင်ပါမလားတော့မသိကြတဲ့အန်ရတော်ကြီးတဲ့ပြန်သွားမှာမို့သမီးဖြစ်သူကိုချော့မော့ပြီးဂျန်နေခဲ့တဲ့ခီးတဲ့ကိုကြိုပြီးရင်အရောက်ပြန်ခဲ့မယ်လို့ဂတိပေးလိုက်ပါတယ်။ဂွမ်ဂျူးမျိုးပေါ်မှာလည်းအခြေအနေတွေကပုံမတင်းမာနေပြီဖြစ်ပြီးဂိမ်းတယောက်ထဲဆူရဲ့အိမ်ကိုအရင်လိုက်သွားပါတယ်။ဈေးအုပ်မှာဆိုတာနဲ့ထပ်လိုက်သွားတော့ဒဏ်ရာရသူတွေအများပြားနဲ့စိတ်ပြက်လက်ပြတ်ထိုင်နေတဲ့ပီတာကိုမြင်လိုက်ရပြီးထိုင်ကိုနေတဲ့ထဲဆူကိုလည်းတွေ့လိုက်ရပါတယ်။ဘေးမှာတော့စုပ်ပြတ်နေအောင်ရိုက်နှက်ခံရတဲ့အတွက်သေဆုံးနေပြီဖြစ်တဲ့ဂျယ်ရှစ်အလောင်းကိုတွေ့လိုက်ရပြီးဂွမ်ဂျူးရဲ့လမ်းမရီပေါ်ကနေဒီယိုတိုက်ဆွဲကအလောင်းကိုစပားခင်းနဲ့လွှတ်ပစ်ခဲ့ကြတယ်လို့ထဲဆူကပြောပြနေပါတယ်။ဂိမ်းကတော့ဂျယ်ရှစ်ရဲ့ဖနက်တစ်ဖက်ကိုဆုတ်ပေးလိုက်ပြီးကဘာကသိအောင်ဒါရီအလုံးကိုမှတ်တမ်းတင်ရအောင်မယ်လို့ပီတာကိုသွေးစွာတတိပေးလိုက်ပါတယ်။စိတ်ပြက်ဝမ်းနေနေတဲ့ပီတာလည်းသူ့အလုပ်သူဆက်လုပ်ပြီးမျက်ရည်တွေနဲ့ဗီဒီယိုရိုက်ယူလိုက်ပါတယ်။နောက်ထပ်တနတ်ထိမှန်တဲ့ចောင်းသားတွေလည်းဆေးရုံကိုထပ်ရောက်လာကြသလိုចောင်းသားပြည်သူတွေကတနတ်ချီစံတွေကြားထဲမှာပဲနိုင်ငံတော်တချင်းကိုစုံနေကြသေးလို့ဂွမ်ဂျူးတက်စီသမားတွေကပြောပြနေပါတယ်။ဒါကြောင့်ထဲဆူကဦးဆောင်ပြီးအဲ့နေရာကိုသွားမှဖြစ်မယ်ဆိုတာ
ဆိုတာနဲ့ပီတာကလည်းသူလိုက်သွားပြီးမှတ်တမ်းတင်ဖို့လိုနေသေးတာကြောင့်ဂိမ်းကိုပြန်တော့ဖို့မှာလိုက်ပါတယ်ဆုံးဖြတ်ချက်ချပြီးမှပြန်လာခဲ့တဲ့ဂိမ်းကတော့သူဟာတက်စီသမားမို့ခီးတဲ့ကိုမထားခဲ့နိုင်တဲ့အတွက်သွားချင်တဲ့နေရာကိုလိုက်ပို့မယ်လို့ဆိုပါတယ်အာနာသိန်းထားတဲ့စစ်တပ်ဘက်ကလည်းကောလာဟာလာတွေကိုမယုံကြဖို့နဲ့အိမ်ထဲမှာပဲနေကြဖို့လက်ကမ်းစဆောင်တွေကိုရဟရည်နဲ့ကျဲချနေပါတယ်လမ်းမပေါ်မှာအလောင်းတွေပြန့်ကျဲနေပြီးဒဏ်ရာရသူတွေကိုကူညီသူတွေနဲ့ပြစ်ကွင်းထဲရောက်လာတဲ့မြေသူကိုမဆိုခါခါတီးတီးတပ်ဖြတ်နေရကြောင်းအားလုံးပုံးနေရကမထွက်ရဲပဲအကြက်ရိုက်နေကြပါတယ်ဒဏ်ရာရသူတွေကိုမဖြစ်မနေကယ်မဖြစ်မယ်ဆိုတဲ့ထဲသူရဲ့ဆုံးဖြတ်ချက်ကြောင့်ဂိမ်းမှာလိုက်သွားပြီးပီတာကတော့ရနိုင်သမျှဗီဒီယိုမှတ်တမ်းတွေရိုက်ယူနေပါတယ်အဒီနောက်ဂိမ်းနိုးဖွဲ့ကတက်စီတွေကိုမောင်းဝင်ကဒဏ်ရာရသူတွေအနီးမှာကားရက်လိုက်ပြီးနီးစပ်ရာကယ်နိုင်သမျှလူတွေကိုလိုက်ခဲ့ပါတယ်သို့ပေမဲ့ပြန်ထွက်လို့မရအောင်ဝိုင်းပစ်နေတဲ့အချိန်ထရက်ကာကြီးတစ်စီးကိုမောင်းလာတဲ့ရောင်ဖြိုကပြစ်ကွင်းကိုကာပေးလိုက်တဲ့အခါမှာအားလုံးလွတ်မြောက်လာကြပါတယ်တပ်ကွင်းမရှင်းတော့တဲ့စစ်တပ်ဟာရှေ့ထိတိုးလာကြပြီးတွေ့ရလူတွေကိုအနီးကပ်ပစ်တတ်ကြပါတော့တယ်ဒါကိုမြင်နေရတဲ့ဂိမ်းနဲ့ပီတာတို့ဟာစိတ်ပြတ်စွာထိုင်ချလိုက်တဲ့အချိန်သတင်းနောက်ချဲကဒီမျိုးကိုခွာပြီးအမြန်ထွက်သွားကြဖို့တတိပေးလာပါတယ်အခြေအနေတွေကိုဒီထက်ကောင်းအောင်မလုပ်နိုင်တော့တာမို့ဂွမ်ဂျူးကိုပစ်ထားခဲ့ပြီးဒီဖြစ်ရမှန်ကိုလူတွေသိအောင်ချပြပေးဖို့ဝိုင်းတောင်းဆိုကြပါတယ်သူတို့ကထွက်သွားတဲ့အခါထောက်လန့်ရေးတွေလည်းပြေးလိုက်လာကြပြီမဲ့လက်မတင်လေးလွတ်သွားကြပါတယ်ကားရလိုက်တဲ့ခင်မှာတနတ်တန်တွေနဲ့မီးကိုတွေကြားကဂျန်နေကသူတွေအတွက်အတော်လေးစိတ်မကောင်းဖြစ်နေပေမဲ့အရေးကြီးတဲ့ကိစ္စကြံသေးတာမို့ပီတာကအခုသွားမှရမယ်လို့ပြောရင်အားပေးလိုက်ပါတယ်တစ်ဖက်ကထောက်လန့်ရေးတွေကလည်းစစ်စေးဂိတ်အားလုံးကိုပိတ်ခိုင်းထားပြီးဂိမ်းနိုးထွက်မသွားနိုင်အောင်လိုက်လံတားဆီးဖို့ကြိုးစားနေပါတယ်ဂွမ်ဂျိုးရဲ့လှုပ်ဝက်လမ်းတွေကနေထွက်လာကြပေမဲ့ဒီတစ်ခါတော့ထိုလမ်းတွေကိုပါပိတ်ဆို့ထားကြပါတယ်ပီတာကိုလေစိတ်ရအောင်ပို့ပေးမယ်လို့ကတိပေးလိုက်ပြီးနောက်ထပ်တစ်လမ်းကိုရွေးတော့လဲစစ်စေးဂိတ်ကရှင်းနေပြန်တာမို့စဉ်းစားမရတဲ့အဆုံးရှေ့ဆက်တိုးလိုက်ပါတယ်လာမေးတဲ့စစ်သားကိုလည်းစိုးကိုဧည့်သည်သွားပို့ပေးမဲ့ဂွမ်ဂျူးကတက်စီပါလို့ပြောပေမဲ့ဂွမ်ဂျူးမှနေတဲ့လိပ်စာမေးတာကြောင့်အကျက်ရိုက်သွားပါတယ်ဒါကြောင့်ပီတာကသူ့အလုပ်ကိစ္စနဲ့ဂွမ်ဂျူးကိုလာတာဖြစ်ပြီးဟိုမှာအနေများတာကြောင့်စိုးကိုပြန်มาလို့ဝင်ပြောလိုက်ပါတယ်နောက်ထပ်ရောက်လာတဲ့တက်ချက်ကြီးတယောက်ကနှစ်ယောက်စလုံးကိုကားပေါ်ကဆင်ခိုင်းလိုက်ပြီးတနတ်တွေနဲ့လည်းဝိုင်းချိန်လိုက်ကြပါတယ်ပြီးတော့ကားကိုရှေ့ကနောက်ခံစစ်ဆေးပြီးနောက်ပုံဖွင့်ခိုင်းပါတယ်နောက်ပုံထဲမှာတော့ဂင်မြက်သမီးနဲ့အားလည်းရကြရင်ဆော့ကစားဖို့မီးပုံးလေးတွေနဲ့ဖုံထားပြီးတက်ချက်ကြီးကအတွင်းကိုလှန်ကြည့်တဲ့အခါစိုးတက်စီနံပါတ်ပြားကိုမြင်သွားပါတယ်နှစ်ယောက်စလုံးသွားပြီလို့ထင်လိုက်ပေမဲ့ထိုတက်ချက်ကြီးကမသိချင်အောင်ဆောင်ပြီးသူတို့ကိုသွားခွင့်ပေးလိုက်ဖို့အမိန့်ပေးပါတယ်တပ်သားတွေကတော့နိုင်ငံခြားသားမှန်သမျှကိုတားထားရမယ်လို့အမိန့်ရထားတဲ့အတွက်ပြန်ပြောနေပေမဲ့စိုးတက်စီလည်းမဟုတ်သလိုသတင်းတောက်လည်းမဟုတ်တာကြောင့်ပေးသွားလိုက်ဖို့သာအမိန့်ပေးပါတယ်ဒါကြောင့်ဂိမ်းတို့လည်းကားပေါ်တက်ပြီးတပ်ပြင်းချလိုက်တဲ့အချိန်စစ်တပ်ဘက်ကဆက်သွယ်လာပြီးဘယ်နိုင်ငံခြားသားမဆိုတားထားရမယ်ဆိုတာကြောင့်ဂိမ်းတို့လည်းအတားဆီးတွေကိုပါတိုက်ဖြတ်ပြီးမောင်းပြေးပါတော့တယ်နှစ်ယောက်သားလွန်မြောက်လာပြီးအထင်နဲ့စိတ်လျှော့နေတော့ရှိသေးနောက်ကတနက်ပြစ်တန်တွေနဲ့အတူထောက်လန့်ရဲတွေကလိုက်လာပြန်ပါတယ်ဘေးကနေတနက်နဲ့ချိန်ပြီးလမ်းဘေးချရက်ဖို့ညွန်ပြနေရကြောင်းလက်လျှော့လိုက်ဖို့တွေးနေစဉ်ဒေါ်လာနဲ့မှတစ်စီမောင်းထွက်လာပါတယ်ကားမောင်းနေသူထဲစုအပြင်နောက်မှလည်းဂွမ်ဂျူးတက်စီတွေလိုက်လာကြပြီးဂိမ်းနိုးနဲ့ထောက်လန့်ရေးတွေကြားမှာဝင်ကာထားလိုက်ကြပါတယ်အစွမ်းကုန်တားဆီးပေးကြပေမဲ့ပိုကောင်းတဲ့ထောက်လန့်ရေးကားတွေကဂိမ်းနိုးနောက်ကိုဆက်လိုက်နေကြတဲ့မို့နောက်ဆုံးတော့ထဲစုရဲ့ကားတစ်စီးသာကျန်တော့ပြီးဂိမ်းနိုးကိုဂယုတဆိုင်ဆက်မောင်းသွားကြဖို့မှကသူ့ကားကိုဘက်ကီယာထိုးပြီးပြေးဝင်တိုက်လိုက်ပါတယ်ဒီလိုနဲ့ဂွမ်ဂျူးတက်စီသမားတွေရဲ့သတိမှုကြောင့်ပီတာတို့လွတ်မြောက်လာကြပါတယ်သူ့ကြောင့်ပြုတ်သွားတဲ့ဂိမ်းမြဲမိသားစုတပ်ပုံလေးကိုကြည့်ပြီးသူ့ဆွဲကြိုးကိုချုပ်ကကားနောက်ကြီးမှန်မှပြန်လဲချိတ်ဆွဲပေးလိုက်ပါတယ်ဒါနဲ့တင်မပြီးသေးပဲပီတာထွက်ခွာမဲ့လေစိတ်မှစောင့်ကြည့်နေကြပြီးမနက်ဖြန်10နာရီခီးစဉ်အတွက်လေရင်လက်မှတ်ဝယ်ထားတယ်လို့သတင်းရသွားပေမဲ့ပီတာကတော့အစောဆုံးထွက်မဲ့လေရင်လက်မှတ်ကိုထပ်မံဝယ်ယူထားလိုက်ပါတယ်ဝယ်လာတဲ့မိုးဘူးတွေကိုလှည့်ပြီးအရေးကြီးမှတ်တမ်းတွေပါတဲ့ဖလင်လိပ်တွေပြောင်းထက်ကတက်စီရဲ့အပြက်စီအတွက်ကုန်ကြစရိတ်ပြန်ပေးချင်တာကြောင့်ဂိမ်းရဲ့ဖုန်းနံပါတ်တောင်းပါတယ်တစ်ချိန်ကငွေမျက်နှာတစ်ခုတည်းကြီးခဲ့ဘူးတဲ့ဂိမ်းမှာဂွမ်ဂျိုးဖြစ်ရက်တွေအပြီးမှာတော့ဘာကိုမှမျော်လင့်ချက်မထားချင်တော့တာကြောင့်စာပို့ဆိုတဲ့ secret ဘူးပေါ်ကနံပါတ်တွေရေးထည့်ပေးလိုက်ပါတယ်ကောင်းမွန်တဲ့လောက်ရက်ကိုကိုကျိုးဆွန်ပြီးလောက်ခဲ့တဲ့ဂိမ်းမှာလူကောင်းတယောက်ပါလို့ပွေ့ဖက်ရင်ပြောလိုက်ပါတယ်ဂိမ်းကတော့ဘာသာစကားခက်ခဲကြောင်းနောက်တစ်ခါကိုရီးယားစာသင်ပြီးမှလာဖို့ပြန်ပြောလိုက်ပါတယ်လေရင်ပေါ်တက်သွားတော့မဲ့ပီတာကိုမျက်စိတစ်စုံလိုက်ကြည့်နှုတ်ဆက်ရင်ပီတာရဲ့လေရင်ပြန်တက်သွားတဲ့အထိစောင့်ကြည့်နေခဲ့ပါတယ်အိမ်မှာတော့သူ့အဖေပြန်လာမှကိုမျှော်နေတဲ့အွန်ချောင်းလေးကိုစန်းကိုဆိုတဲ့ကလေးကနေအဖေပြန်မလာတော့ဘူးလို့စားနှောက်နေရကြောင်းသူ့အဖေဆုံးမထားသလိုတီးခံဖို့ကြိုးစားနေတဲ့အွန်ချောင်းကထားရိုက်လိုက်ပါတော့တယ်ကြီးဆိုင်ရပလက်ပွားနဲ့ကားကိုမောင်းပြီးအိမ်ပြန်ရောက်လာတဲ့ဂိမ်းကလာထွက်ကြိုတဲ့သမီးကိုဖမ်းကိုရင်အချာကြီးစောင့်နေရတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းဂွမ်ဂျူးမျိုးကလူတပ်ပွဲကိုပီတာရဲ့ကြိုးစားမှုကြောင့်ကဘာကသိအောင်သတင်းဖြန့်နိုင်ခဲ့ပါတယ်လာအနေငယ်ကြာသိုးကိုပြန်ရောက်လာတဲ့ပီတာတယောက်ဂင်စာဖို့ဆိုတဲ့နာမည်နဲ့တက်စီသမားကိုလိုက်ရှာခဲ့ပေမဲ့နာမည်ကလည်းအမှန်မဟုတ်သလိုဖုန်းနံပါတ်ကလည်းအမှားကြီးဖြစ်နေပါတယ်
2003ခုနှစ်ဒီဇင်ဘာလ3ရက်နေ့နှင်းတွေထူထပ်စွာကျဆင်းနေတဲ့ဆိုးမျိုးကို Hayes Peter ဆိုတဲ့ဂျာမန်သတင်းတောက်ကြီးကပြန်လည်ရောက်ရှိလာပါတယ်။1980ဂွမ်ဂျူးဖြစ်ရပ်ကိုမှတ်တမ်းတင်ပြီးကမ္ဘာကသိအောင်ပြန်လည်ချပြနိုင်တဲ့ပီတာအတွက်ကိုရီးယားနိုင်ငံကဆုချီးမြှင့်ခဲ့ပါတယ်။အဲ့ဒီဆုပေးပွဲမှာသူအထူးတက်လက်တတိယနေတဲ့လူတစ်ယောက်ကြောင့်ပြောခဲ့ပြီးအဲ့ဒီလူကတော့သူ့ရဲ့အရေးရင်ဆုံးတငယ်ချင်းတက်စီသမားတစ်ယောက်ဖြစ်တဲ့ Game စာဖို့ဖြစ်ပြီးမကြခင်တွေ့နိုင်မယ်လို့မျှော်လင့်ကြောင်းပြောသွားခဲ့ပါတယ်။ဒီအကြောင်းကိုသတင်းစာမှာဖတ်နေတဲ့ Game လည်းသူ့ကိုလူမှန်တစ်ယောက်ဖြစ်စေခဲ့တဲ့ပီတာကိုသာကျေးဇူးတင်ရမှာဖြစ်ကြောင်းရည်ရွယ်ရင်သူ့ရဲ့ခရီးသည်တွေကိုဆက်လက်ပို့ဆောင်နေသေးဖြစ်ပါတယ်။ဒါကတော့တကယ်ပြင်က Hayes Peter ဖြစ်ပြီးသူ့ရဲ့တငယ်ချင်းကိုပြန်တွေ့ကျင်တဲ့အကြောင်း2015ခုနှစ်ကပြောထားတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတွေ့ပြီးသူ့စီဆက်သွင်းရင် Game ရဲ့တက်စီကိုစီးပြီးကိုရီးယားမျိုးသစ်ကြီးကိုရှောက်ကြည့်ကျင်သေးရလို့အမှားစကားပါထားပါတယ်။